အာရှမင်းသားလေးတက္ကလအုပ်လီကွမ်စုနဲ့မင်းသမီးလီဆန်းမင်းတို့ရဲ့အချစ်ခရီးတက္ကလအုပ်လို့ပြောလိုက်တာနဲ့လီကွမ်စုကိုမြင်အောင်ကြတဲ့အထိမင်းသားလီကွမ်စုဟာရန်နီမန်ရှိုးကနေတဆင့်အများကြီးအချစ်ခံခဲ့ရတဲ့သူပါတစ္ဆာပေါက်တဲ့ကာရိုက်တာနဲ့အကျဉ်းပုတ်တဲ့ကာရိုက်တာကိုဖော်ပြခဲ့ပေမယ့်ကွမ်စုဟာလူမုန်းများတာမျိုးမရှိပဲရှိုးရဲ့အချစ်ခံရဆုံးအဖွဲ့ဝင်တွေကတယောက်ဖြစ်တဲ့အပြင်အာရှတလားမှာပါအာရှမင်းသားအဖြစ်ပါအများကြီးအောင်မြင်ခဲ့တာပါကွမ်စုဟာကျေစောရဲ့အချစ်ရေးအကြံပေးတွေအတိုင်းလုံပြီးရကနေအချစ်ရေးမှာမအောင်မြင်တာတွေအများကြီးကြုံခဲ့မှုရကြောင်းရှိုးအတွင်းမှာမကြာခဏပြောလေ့ရှိပါတယ်2016မှာကွမ်စုဟာသူ့ကို idea အတိုင်းဖြစ်သဘောထားတဲ့မင်းသမီးတွေနဲ့အတူဂိတ်တင်လေးတွေလုပ်ရတဲ့ရန်နီမန်အပိုင်းတစ်ခုကိုရိုက်ကူးခဲ့ရပါတယ်။အဲ့ဒီမင်းသမီးတွေတဲကမှတက်သစ္စာမင်းသမီးတစ်ယောက်ဖြစ်တဲ့လီဆန်းဘေးပါလာပြီးတော့လီဆန်းဘေးဟာအမှုပညာလောကတွေကိုရောက်လာကြတဲ့ကသူ့စံပြကောင်လေးပုံစံဟာကွမ်စုသာဖြစ်ကြောင်းမကြာခဏပြောတတ်တဲ့သူပါ။ရှိုးမှာလည်းကွမ်စုဟာသူ့စံပြကောင်လေးဖြစ်ကြောင်းအထက်ထက်ပြောတဲ့စံပင်ကိုပရိသတ်တွေကအမှုမဲ့အမှတ်မဲ့ပဲသဘောထားခဲ့ကြတာပါ။စံပေဟာနောက်ပိုင်း359မှာလဲရန်နီမန်ကိုဧည့်သည်ဖြစ်ပါလာခဲ့ပြီးတော့ကွမ်စုဟာသူ့ရဲ့စံပြကောင်လေးပုံစံဖြစ်နေစေဆိုပြီးတော့ပြောသွားခဲ့တာပါအရင်ပိုင်းမှာတော့10မိနစ်ဝင်ကျင်ပဲပါခဲ့ပေမယ့်ဒုတိယအချိန်မှာတော့စံပေဟာကွမ်စုနဲ့အတူရှိုးပိုင်းတစ်ခုလုံးမှာအတူတူပူးပေါင်းပြီးပါဝင်သွားခဲ့တာဖြစ်ပါတယ်ကွမ်စုဟာရှိုးမှာပါတဲ့မိန်းကလေးတော်တော်များများနဲ့လလိုက်လုံးလေးရှိတာကြောင့်သူတို့နှစ်ယောက်ကိုလည်းထူးခြားတယ်လို့ပြည်သက်တွေကမထင်ခဲ့ပါဘူးဒါပေမဲ့2018အဆုံးပိုင်းမှာတော့ကွမ်စုရဲ့အေဂျင်စီဘက်ကနေပြီးတော့စံပင်းနဲ့ကွမ်စုဟာဒိတ်နေတာ9လရှိနေပြီဖြစ်ကြောင်းအတည်ပြုပေးခဲ့ပါတယ်။ကွမ်စုကိုယ်တိုင်ကလည်းသတင်းထွက်ပြီးနောက်ရက်ပိုင်းရန်နီမန်အပိုင်းမှာသူတို့နှစ်ယောက်ဆက်ဆံရေးရှိနေပြီဖြစ်ကြောင်းအတည်ပြုခဲ့တာပါ။ကွမ်စုဟာအခြေအနေနဲ့ပတ်သက်ပြီးရှိုးအတွင်းမှာအမျိုးမျိုးပြောခဲ့ပေမဲ့လီဆန်ပင်းနဲ့မှတရားဝင်ဆက်ဆံရေးကိုအတည်ပြုခဲ့တာဖြစ်သလိုရှိုးအတွင်းကိုယ်တိုင်ထုတ်ပြောတာဖြစ်ပါတယ်။လီဆန်မေးဟာကွမ်စုနဲ့တွဲတဲ့အချိန်မှာတော့တက်သစ္စာမင်းသမီးတရားဖြစ်နေသေးပေမယ့်အတော်လေးစူးစမ်းပြီးတော့အရေးချင်းရှိတဲ့မင်းသမီးဖြစ်နာမည်ရနေတဲ့သူပါငကိုကအိုက်တော်ဖွဲတစ်ခုမှာပါဝင်ခဲ့ပေမယ့်အစင်မပြေတာကြောင့်မင်းသမီးဖြစ်စတင်ခဲ့တဲ့ဆန်ပေဟာနောက်ခံအတိုင်းဝိုင်းမရှိတာကြောင့်အတော်လေးခက်ခဲပင်ပန်းတဲ့မင်းသမီးဖြစ်ခဲ့ပါတယ်နောက်ပိုင်းမှာတော့ဆန်ပေဟာ West Laterတွင်းနောင်စကားနဲ့အတော်လေးအောင်မြင်ခဲ့ပြီးတော့ရုပ်ရှင်ဘက်မှာလည်းနာမည်ကြီးရုပ်ရှင်တွေအများကြီးကိုရိုက်ကူးခဲ့ရပါတယ်။သူတို့နှစ်ယောက်စတင်တွဲပြီးဆိုကြတဲ့ကနှစ်ယောက်သားဟာဆိုရှယ်မီဒီယာတွေမှာသိပြီးလှုပ်ရှားမှုမရှိခဲ့ကြပါဘူး။နှစ်ယောက်တွဲပြီးမီဒီယာတွေရှိကိုထွက်လာတာမျိုးလည်းမရှိခဲ့ပါဘူး။ဒါပေမဲ့ကွမ်စုဟာသူနဲ့ယဉ်နေတဲ့ အတိုင်းဝိုင်းအကုန်လုံးကိုစံပင်းနဲ့မိတ်ဆက်ပေးပြီးတော့အမှုပညာလောကကကွမ်စုရဲ့စီနီယာတွေအကုန်လုံးဟာစံပင်းကိုအတော်လေးချစ်ပေးကြပါတယ်။ရန်နီမန်ကယူကျဲစောဆိုရင်ကွမ်စုနဲ့စံပင်းကိုခဏခဏစားနောက်တတ်တဲ့အပြင်တခြားရှိုးကကွမ်စုရဲ့အသည့်တွေလည်းသူ့ကိုစံပင်းနဲ့စားနောက်ကြလေရှိပါတယ်။စံပင်းနဲ့အတူဇကားတွေရိုက်တဲ့စီနီယာတော်တော်များများဟာလည်းကွမ်စုနဲ့ယဉ်နေတာကြောင့်သူတို့နှစ်ယောက်ရဲ့ဆက်ဆံရေးကိုပေါ်တင်မဲ့အားပေးခဲ့ကြပါတယ်။ဒါအပြင်စံပင်းကိုယ်တိုင်ကလည်းတခြားအတွဲတွေလိုမျိုးနှစ်ယောက်သားအကြောင်းကိုတမင်မပြောတာမျိုးမလုပ်ပဲအင်တာဗျူးတိုင်းမှာသူမအချစ်ရေးဟာပျော်စရာကောင်းပြီးတော့အေးချမ်းနေတယ်လို့အသိပေးလေးရှိပါတယ်။ကွမ်စုကတော့နောက်ပိုင်းမှာသူ့အချစ်ရေးကိုမပြောတော့ပေမဲ့ကာမလေးဖြစ်သူရဲ့ Instagram ပို့တွေကိုတော့အမြဲလိုလိုက်ပေးပြီးတော့သူတို့ရဲ့အချစ်ရေးဟာအဆင်ပြေနေကြောင်းပြလေးရှိပါတယ်။နောက်ပိုင်းမှာကွမ်စုဟာရန်နီမန်ကနေထွက်ပြီးတော့ဆိုရှယ်မီဒီယာတွေမှာလည်းတိတ်မတွေ့ရတော့တာကြောင့်နှစ်ယောက်သားဟာပြတ်သွားပြီလားဆိုပြီးသတင်းတွေပေါ်ထွက်လာခဲ့ပါတယ်။သတင်းတွေထွက်ပြီးတိတ်မကြခင်မှာပဲဂျပန်မှာခရီးထွက်နေတဲ့သူတို့နှစ်ယောက်သားရဲ့ပုံတွေတက်လာခဲ့တာကြောင့်နှစ်ယောက်သားရဲ့ဆက်ဆံရေးဟာအရင်လိုပဲဖြစ်နေသေးကြောင်းသိခဲ့ရပါတယ်။ကွမ်စုနဲ့စံပင်းဟာ private ဇာတ်နဲ့အချစ်ရေးကိုပိုသဘောကျတာကြောင့်သူတို့နှစ်ယောက်ရဲ့အချစ်ရေးနဲ့ပတ်သက်ပြီးတော့ Instagram လိုမျိုး social media တွေမှာချပြတာမျိုးမလုပ်ကြပါဘူး။ဒါပေမဲ့မကြသေးခင်ကကျင်းပခဲ့တဲ့ Boyhood Drama ရဲ့မိတ်ဆက်ပွဲမှာတော့စံပင်းကသူနဲ့ကွမ်စုကြားကဆက်ဆံရေးအကြောင်းကိုအကျယ်တဝင့်ပြောပြသွားခဲ့ပါတယ်။သူမရဲ့အပြောအရနှစ်ယောက်သားဟာတွဲလာခဲ့တာ6နှစ်ကျော်လာပြီဖြစ်ပေမဲ့အခုချိန်ထိချစ်နေကြဆဲဖြစ်တယ်လို့ဆိုပါတယ်။ဒါအပြင်ကွမ်စုဟာသူမပါဝင်ထားတဲ့ drama တွေကိုလည်းအမြဲချိန်ယူကြည့်ပေးပြီးတော့အားပေးတဲ့ချစ်သူဖြစ်တယ်လို့ပြောထားတာပါ။မင်္ဂလာသတင်းကြားရတော့မှလားဆိုတဲ့မိခိုးတွေအတွက်လည်းသူတို့နှစ်ယောက်ဟာအခုချိန်ထိတယောက်ကိုတယောက်ချစ်နေကြဆဲဖြစ်ပြီးသတင်းကောင်းတွေရှိလာရင်သိစားပေါင်းအသိပေးမှမယ်လို့ပြောထားပါတယ်။ပြည်သက်တွေကတော့အသက်30ကျော်လာတဲ့ကွမ်စုအနေနဲ့စံမင်းနဲ့အခုချိန်လက်ထပ်လိုက်ရင်တော့မှန်ကန်ကြောင်းမှတ်ချက်တွေပေးပြီးတော့အားပေးခဲ့ကြပါတယ်။ကွမ်စုနဲ့စံပင်းအနေနဲ့ချစ်သူတတန်း6နှစ်ကျော်ကနေနောက်နှစ်တွေအများကြီးထိဆက်ရှိနေပြီးတော့တစ်ချိန်မှာလှလှပပမင်္ဂလာဆောင်နိုင်ပါစေလို့ပြည်သက်တွေနဲ့အတူဆုတောင်းပေးလိုက်ပါတယ်။